ကိုအိမ်ထဲမှာတင်ပေါ့နော်ဒီမျိုးသားစီးပွားရှာတာကိုထိုင်းမနေပဲနဲ့ပေါ့နော်ထိုင်းပြီးစားမနေပဲနဲ့ကိုခွန်ကိုကနေတစ်ဖက်တစ်လဲကနေဝင်ငွေရအောင်လုပ်နိုင်တယ်ဆိုတော့ကိုနဲ့ဘဝတူပေါ့နော်ဒီညီကိုမောင်နှမတွေကိုတော့ပြောချင်ပါတယ်လို့အားမငယ်ပဲနဲ့ပေါ့နော်ကျွန်တော်နာမည်ကတော့နော်မခင်စန္ဒာဖြစ်ပါတယ်လို့နေတာကတော့ပေါ့နော်မမ73ချက်မြတ်သာစီမျိုးနဲ့ညိုင်းနေတာရက်ကွက်မှာနေပါတယ်ဟုတ်မိသားစုဝင်ကတော့လေ9ယောက်ရှိရပါတော့မေမေပါဝင်9ယောက်ပေါ့ဟုတ်မျိုးသားရဲ့ကလေး2ယောက်ရှိပါတော့တာ1ယောက်သမီး1ယောက်ရှိပါတယ်ဒီတော့ကတော့ပေါ့နော်ဒီလင်မြန်းနဲ့ရွှေစီတို့လုပ်ငန်းကိုလုပ်ကင်ခဲ့ပါတယ်ပေါ့နော်ဒီအလုပ်သမားတွေနဲ့လုပ်ခဲ့တာပေါ့နော်ပြီးခဲ့တဲ့နှစ်ကျော်လောက်ကနေစပြီးတော့အဲ့လုပ်ငန်းကရပ်တန့်သွားခဲ့တယ်ရပ်တန့်သွားခဲ့တဲ့ဆိုတော့ဒီကုန်ပစ္စည်းဈေးနှုန်းတွေတအားကြီးလာတော့ပေါ့နော်ပစ္စည်းတွေဝယ်မရခဲ့ဘူးပေါ့နော်ဆရာအဲကြောင့်အဲ့လုပ်ငန်းကိုရပ်ပြီးတော့ကကြတော့အမျိုးသားစေတုပ်လုပ်တဲ့ဝင်လောက်ကင်တယ်ပေါ့နော်စေတုပ်လုပ်ပါတယ်တာအကြီးလေးကလည်းစေတုပ်လုပ်နေပါတယ်ပေါ့နော်ဟုတ်ကျွန်တော်ကတော့အိမ်မှာနေရင်းနဲ့ပေါ့ဒီအထည်လေးတွေတို့ဒီပေါ့နော်လူသုံးကုန်ပစ္စည်းလေးတွေပေါ့ဆရာရဲ့စားတောက်ကုန်လေးတွေရောပြီးတော့ဒီစပြကဲလေးတွေကောင်းလျှော်ရည်လေးတွေပေါ့နော်အသက်ပေးလေးရောင်းပါတယ်လို့ဆရာဟုတ်ပြီးတော့ဒီဇွန်မန်းရာသီရောက်တဲ့ဆိုရင်လည်းလိုဇွန်မန်းကိုဝယ်ပြီးတော့သူများအငှားတီးပြီးတော့ပေါ့လေညနေပိုင်းကျရင်ဇွန်မန်းရောင်းပါတယ်ခဲခဲလေးကဘာရှိလဲဆိုတော့ဒီဥပုပ်ပတ်ပေးရောင်းတဲ့အတွက်ကြောင့်လို့ပေါ့နော်ဟိုကိုကတပတ်ပေးလို့ဆိုပြီးတီးပေါ့နော်နှစ်ပတ်လို့ရောက်သွားတာမျိုးလို့ပေါ့နော်အဲ့လိုနှစ်ပတ်တည်းကြော်သွားတာမျိုးတွေအဲ့လိုမျိုးတွေရှိရပါတော့နေဆန္ဒတော့ပေါ့နော်ကိုပိုင်းစီးပွားရေးလေးကိုပေါ့နော်အဲ့လိုမျိုးဒီရင်းနှီးလေးအများကြီးရလို့တော့မဆိုလိုပါဘူးပေါ့နော်အတော်တန်လေးနဲ့ပေါ့နော်အဲ့လိုလေးလောက်ကင်ကြပါတယ်လို့ပေါ့နော်ချားအနေနဲ့တိုက်တွန်းနေတာတော့လေဟိုအိမ်ထဲမှာတင်ပေါ့နော်ဒီမျိုးသားစီးပွားရှာတာကိုထိုင်းမနေပဲနဲ့ပေါ့နော်ထိုင်းပြီးစားမနေပဲနဲ့ကိုခွန်ကိုကနေတစ်ဖက်တစ်လဲကနေဝင်ငွေရအောင်လုပ်နိုင်တယ်ဆိုတော့ကိုနဲ့ဘဝတူပေါ့နော်ဒီညီကိုမောင်နှမတွေကိုတော့ပြောချင်ပါတယ်လို့အားမငယ်ပဲနဲ့ပေါ့နော်